ကျွန်တော်ဒီနေ့ဘာကိုပြပေးချင်တာလဲဆိုတော့ကျွန်တော်ရဲ့ចောင်းသားတွေအတွက်ကိုလုပ်ငန်းခွင်မဝင်ခင်မှာအစင်သင့်ဖြစ်အောင်လို့အင်တာဗျူးအတွက်ပြင်ဆင်မှုအတွက်မြန်မာလိုမေးလို့ရတဲ့ coding interview AI တခုကျွန်တော်လုပ်နေတာပါအဲ့တော့ဒီကောင်းရဲ့နာမည်ကိုလည်းကျွန်တော်ဘာလို့ပေးထားလဲဆိုတော့ mock mate လို့ပေးထားပါတယ်ဘာလို့လဲဆိုတော့ကြတော့ mock interview ပေါ့ဗျာ interview ဖြေဖို့အတွက်ကျွန်တော်တို့ဒီလေ့ကျင့်တဲ့ကောင်ကိုကျွန်တော်တို့က mock mate လုပ်တယ်လို့ခေါ်တယ်ပေါ့ဗျာအဲ့တော့ mock exam လို့ဘာလို့အဲ့လိုမျိုးခေါ်တယ်အဲ့တော့ဒီ AI interviewer ကိုသုံးပြီးတော့ကျွန်တော်တို့ဘာအတွက်ကိုပြင်ဆင်လို့ရလဲဆိုရင်ကိုယ့်ရဲ့တကယ် interview အတွက်ကိုပြင်ဆင်လို့ရတယ်အဲ့တော့ဒီမှာပြင်မဲ့ interview တွေက level လိုက်လဲဖြေလို့ရမယ်ဘယ်လိုမျိုး level လိုက်ဖြေလို့ရလဲဆိုရင်ဒီမှာဆိုရင်ကျွန်တော်တို့ကိုယ့်ရဲ့ role ပေါ့ဗျာ okay ကိုက front end developer အနေနဲ့ interview ဖြေချင်တာလားဒါမှမဟုတ်ရင် full stack engineer လားဒါမှမဟုတ်ရင် backend engineer လားစသဖြင့်အမျိုးမျိုးသော role တွေကိုလည်းကျွန်တော်တို့ရွေးလို့ရတယ်ဘယ်အထိပါလဲဆိုကျွန်တော်တို့ VP of engineering CTO အဆင့်ထိပါတယ်ဗျာအဲ့တော့ software architecture တွေကိုပါကျွန်တော်တို့မေးလို့ရတယ် language ၄မျိုးလက်ရှိမှာကျွန်တော်တို့ပေးထားတယ်အဲ့တော့အင်္ဂလိပ်လိုမေးခိုင်းစေချင်လားဒါဆိုရင်ကျွန်တော်တို့ Thai တို့ကျွန်တော်တို့ Cambodia တို့လုပ်ငန်းခွင် interview တွေအတွက်ကိုအဆင်ပြေမယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ရဲ့အဓိက focus ဖြစ်တဲ့မြန်မာပြည်အကြောင်းသားတွေမြန်မာပြည်အကြောင်းသားတွေအတွက်လည်းကျွန်တော်တို့အဆင်ပြေအောင်လုပ်ပေးထားတယ် okay အဲ့တော့ကျွန်တော်တို့ကဗမာလိုပဲမေးရအောင်ပေါ့နော် Burmese ကိုကျွန်တော်ရွေးလိုက်မယ်အဲ့တော့ဒီမှာကဘာပိုကောင်းသွားလဲဆိုရင်သူ့ရှိမှာဘာတွေပါရွေးလို့ရလဲဆိုတော့ဒီမှာဆိုကြည့်နိုင်မယ်ဒီမှာကြည့်လိုက်မယ်ဆိုတော့ဒီမှာကြည့်လိုက်အများကြီးပဲ HTML CSS ကိုကြိုက်တာတွေအများကြီးရေးလို့ရတယ်เนาะ TypeScript ကအစအများကြီးပဲအဲ့လောက်ထိတောင်ရေးလို့ရတဲ့ level တစ်ခုမှရှိနေ okay ကျွန်တော်ကဘာအဆင့်ကိုကျွန်တော်တို့ကရွေးမယ်လဲဆို junior level ကိုရွေးမယ်ပြီးရင်ကျွန်တော်တို့ PHP ကိုရွေးမယ်ပြီးရင်ကျွန်တော် microservice ကိုကျွန်တော်ရွေးလိုက်မယ်ရွေးပြီးရင်ကျွန်တော်ကဘာလုပ်မလဲဆိုတော့ဒီမှာဆိုရင် target environment ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့သွားခြင်းတဲ့ company အနေထားပေါ့နော်အဲ့တော့ early step လားပေါ့နော်အဲ့တော့ကျွန်တော်တို့အခုမှစထောင်တဲ့ company လေးတွေလား innovation ဖြစ်လုံအောင်ကြည့်တဲ့ company လားဒါမှမဟုတ်ရင်ကျွန်တော်တို့ပတ်စံရှိပြီးသား corporate လားဒါမှမဟုတ်ရင်ကျွန်တော်တို့ Google လိုမျိုး company တွေသွားမလားပေါ့နော်စသဖြင့်ရွေးလို့ရတယ်အဲ့တော့ကျွန်တော်တို့ပထမအဆင့်မှာတော့ကျွန်တော်တို့ step up ကိုပဲကျွန်တော်တို့ target ထားအောင်နော် step ကို target ထားပြီး junior position နဲ့အလုပ်လျှောက်ပါမယ်ဆိုပြီးကျွန်တော်တို့interview လေးစမယ် interview စမယ်ဆိုတော့ဒီမှာ initiate protocol ဆိုပြီးကျွန်တော်နှိပ်လိုက်ရင်ရပြီဒီကောင်ကိုကြတော့ကျွန်တော်တို့ game ပုံစံမျိုးလုပ်ထားတဲ့အတွက်ကြောင့်မို့လို့ပို့ပြီးတော့ gain နဲ့တူမဲ့ဟာမျိုးဗျာပိုးအဆင်ပြေအောင်လုပ်ပေးတာဒါဆိုကျွန်တော်တို့က boring မဖြစ်တော့ဘူး okay ဒီမှာဆိုရင်ကျွန်တော်တို့ဘာဖြစ်နေပြီဆိုတော့ဒီမှာ listening ဖြစ်နေပြီ hello မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါကျေးဇူးပြုပြီးကိုမိတ်ဆက်တွေပါဟုတ်ကဲ့ကျွန်တော်နာမည်ကတော့အောင်မြတ်မိုးပါဟုတ်ကောင်းပါပြီ PHP နဲ့ microservices နည်းပညာတွေကိုကျွမ်းကျင်မှုရှိတယ်လို့သိရပါတယ်ကျွန်တော်တို့ရဲ့ startup အတွက်မြန်ဆန်ပြီးလက်တွေ့ကျတဲ့ backend service တွေကို speed to market မြန်ဆန်ထူထောင်နိုင်ဖို့လိုအပ်ပါတယ်ပထမဆုံး PHP basis ကိုစစ်ဆေးကြည့်ကြပါတယ် PHP မှာ data type တွေဘယ်နှမျိုးရှိပါသလဲPHP မှာတော့ကျွန်တော်တို့ scalar data type တွေရှိမယ်เนาะနောက်ပြီးတော့တခြားကျွန်တော်တို့ scalar မဟုတ်တဲ့ data type တွေလည်းရှိပါတယ်ဗျဒါအခြေခံအဖြစ်တော့ဒီလိုမျိုးယူဆလို့ရပါတယ်အခုနောက်ပိုင်းကျတော့ကျွန်တော်တို့ PHP 9ဆိုရင်ကျွန်တော်တို့ဘာတွေပါလာပြီလဲဆိုရင်ကျွန်တော်တို့က CSS type တွေပါလာပြီ typing တွေရေးလို့ရတဲ့အဆင့်ထိရှိပါပြီသဘောပေါက်ပါပြီ PHP မှာ error handling နဲ့ exception handling ကိုဘယ်လိုမျိုးကိုင်းတွယ်ဖြေရှင်းပါမလဲခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဒီ error handling လုပ်တဲ့အခါမှာအမျိုးမျိုးကျွန်တော်တို့လုပ်လို့ရပါတယ်for example ကျွန်တော်တို့ကဒီ exception နဲ့ handling လုပ်တဲ့အခါမှာတစ်မျိုး handling လုပ်လို့ရတယ်ဥပမာထားပါတော့ကျွန်တော်တို့ try catch လိုဟာမျိုးကိုသုံးပြီးတော့ handling လုပ်လို့ရတယ်သို့မဟုတ်ကျွန်တော်တို့ပုံမှန်ရိုးရိုး error တွေကျွန်တော်တို့ handling လုပ်တဲ့အခါမှာ if နဲ့ handling လုပ်တာမျိုးတွေလုပ်လို့ရတယ်ဒီလိုမျိုးပုံစံတွေနဲ့အဓိကထားပြီးတော့ handling လုပ်ပါတယ်
Okay ဒါဆိုရင်ကျွန်တော်ဒီမှာခဏရက်လိုက်မယ်ပေါ့နော်ရက်ပြီးတော့ရင်ကျွန်တော်ဒီမှာကျွန်တော်ဘာလုပ်မလဲဆိုရင် abort လုပ်လိုက်မယ်ပြီးတော့ရင်ကျွန်တော်တို့ဘာတွေးရမလဲဆိုတော့เนาะဒီဘက်မှာဆိုရင်ကျွန်တော်တို့ညာဘက်ချမ်းမှာဆိုရင်ကျွန်တော်တို့ရဲ့ဟို interview ဖြေထားတဲ့ video record ပြန်တွေ့ရမယ်ဒီဘက်ချမ်းမှာကျတော့ဘာတွေ့ရမလဲဆိုရင်ကျွန်တော်တို့ဒီမှာ certificate ပြန်တွေ့မယ်အခုဆိုရင်ဒီမှာ certificate ကို report ထုတ်နေပြီအဲ့တော့ကျွန်တော်တို့ပြန်နားထောင်ကြည့်အောင်2မိနစ်ခွဲပေါ့နော်ပုံစံမျိုးလုပ်ထားတဲ့အတွက်ကြောင့်မို့လို့ဟိုပို့ပြီးတော့ gain နဲ့တူမဲ့ဟာမျိုးဗျ ကျေးဇူးပြုပြီးကိုမိတ်ဆက်တွေပါ ဒါဆိုရင်သူကပြန်ပြီးတော့ကျွန်တော်တို့ပြောတဲ့ဟာတွေအကုန်လုံးပြန်ပါလာမယ်ဆိုတဲ့သဘောပဲเนาะဗီဒီယိုထဲမှာကျွန်တော်တို့ AI နဲ့ကျွန်တော်တို့နဲ့အမေရဲ့ဖြေ question တွေအကုန်လုံးပါလာမယ်အခုဆိုဒီမှာ level test မှာကျွန်တော်တို့2ခုပဲဖြေထားတာเนาะ2ခုပဲဖြေထားတယ်စုစုပေါင်း4ခုဖြေထားတာမှာကျွန်တော်တို့က C reset ပဲရတယ်နောက်ဆုံးတစ်ခုကအများကြီးဖြေလိုက်တယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့အဓိကကတော့ဒီမှာကျွန်တော်တို့က C သို့မဟုတ် B ပေါ့နော်အခုက4ခုပဲဖြေရဆိုကျွန်တော်တို့ overall reset မရအောင်အဲ့တော့ဒီကျောင်းသားတွေကတော့အနည်းဆုံး10ခုလောက်တော့ဖြေရလိမ့်မယ်ဖြေပြီးတော့ကိုယ့်ရဲ့ result ကိုတေချာသိလိုက်မယ်ဒါကြောင့်ကျွန်တော်ဒီမှာဗီဒီယိုချုပ်နေအနေနဲ့ကျွန်တော်မဖြေပြတော့ဘောနော်အဲ့တော့ဖြေတာဘာမှမခက်ဘူးသူ့ရဲ့ level မူတည်ပြီးပို့ပြီးတော့ complexity မြင့်သွားပြီးတော့လုပ်လို့လည်းရတယ်နော်အဲ့တော့ဒါကတော့ junior အဆင့်ပြီးတော့ကျွန်တော်တို့ဘာတွေတွေ့ရမလဲဆိုတော့အောက်မှာကကျွန်တော်တို့ဒီမှာနော်အဆင့်ဟိုကျွန်တော်တို့လုပ်လို့ရတယ်ဥပမာထားပါတော့ PAB ဆိုရင်တော့ scale က scale 3က complete ဖြစ်တယ်တဲ့ဘာကိုပြောချင်လဲဆိုတော့မင်းက PAB ကိုတက်ပြီလို့ပြောလို့ရတယ်နောက်တစ်ခါ Microsoft ကျတော့ sufficient data ဆိုတာသူကဘာမှမလုပ်ရသေးဘူးပေါ့ဗျာဒါတွေကျွန်တော်မြန်မာလိုထပ်ပြီးတော့ပြောင်းပေးပါမယ်လောလောဆယ်တော့ကျွန်တော်တို့ဒီမှာစပြီးတော့လုံနေသုံးကာလမို့လို့ဒီလိုမျိုးတွေလုပ်ပေးထားတာเนาะပြီးတော့ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့လက်ရှိ certificate ကို export လုပ်ရအဲ့တော့ export လုပ်လိုက်မယ်ဒါဆိုကျွန်တော်တို့ download ပြီးသားဖြစ်သွားပြီเนาะ download ပြီးသွားတဲ့ certificate လေးကိုတွားကြည့်မယ်ဆိုရင်ကျွန်တော်တို့ role evaluate က backend engineer အတွက်ဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင် C level ရမယ် okay ဒါကတော့ဒါ example ပေါ့ဗျာเนาะအဲ့တော့ကျွန်တော်ဒီမှာဆိုရင်တော်တော်ကြီးကိုကျွန်တော်တို့စမ်းလို့ရတယ် okay main menu ကိုပြန်သွားပြီးကျွန်တော်တို့မေးချင်တဲ့ဟာတွေ test လုပ်သွားလို့ရတယ်နောက်ဆုံးရရင် overall feedback တစ်ခုပြန်ရမယ်အဲ့တော့မင်းဒီဘယ်အဆင့်ရောက်ပြီလဲမင်းကအဆင်ပြေလားမပြေဘူးလားစသဖြင့်ဒီလိုမျိုး feedback တွေကို AI ကနေတစ်ချက်ပြန်ပြီးတော့လုပ်ပေးလိုက်မယ်ဒီမှာဆိုကျွန်တော်တို့ကအခု Gemini 3.0ကိုသုံးထားတာဖြစ်တယ်မယ်ကျန်တဲ့ AI data ကိုပို့ပြီးတော့မိုက်တယ်ဘာလို့မိုက်တယ်လို့ပြောလဲဆိုတော့ကျွန်တော်ရှိသမျှ AI တော်များများသုံးတယ် Codex သုံးတယ်နောက် Cursor ထုတ်ပြီးတဲ့ Sonnet စသဖြင့်ကျွန်တော် Cloud ကဟာပေါ့နော်သုံးတယ်ဒါပေမဲ့သူတို့ကအဆင်မပြေဘူးဗျာပြောရရင်ဟို tet to speed လည်းအဆင်မပြေဒါပေမဲ့မြန်မာလိုနားလေတဲ့ကောင်ဘာပဲရှိလဲဆို Gemini ပဲရှိတယ်လူတိုင်းကြီးမှ AI နဲ့ record လုပ်နေတဲ့အခြေအနေတွေတွေ့ရမယ်ဒီအခြေအနေမှာပေါ့နော်ဒါပေမဲ့အကောင့်တော့ဒါအရန်ကောင်းနေတယ်ဘာလို့အရန်ကောင်းနေဆိုတော့သူ့မှာ deep analysis deep thought လို့ခေါ်တယ်အဲ့တော့ thinking model တခုပါလာတယ် 3.0 preview မှာဒီလိုမျိုး thinking model ပါလာတော့ဘာပိုကောင်းသွားလဲဆိုရင်ခမားရဲ့ဟိုပြောတဲ့ဟာတွေပို့ပြီးတော့တွေးပြီးနိုင်တယ်အဲ့တော့အခုဆိုကျွန်တော်တို့ခုနကတော့ရက်လိုက်တယ်ဆိုတော့အကြာကြီးတွေးနေတယ်အဲ့ဒါဘာလို့လဲဆိုတော့ thinking model ကနောက်တစ်ဆင့်မှာ initiate လုပ်လိုက်လို့ပြီးတော့မေးတဲ့မေးခွန်းတွေကလည်း real time data တွေဘယ်ကနေတောင်သွားယူလဲဆိုကျွန်တော်တို့ Google search data ကနေသွားယူပြီးတော့အဲ့ဒီကနေတစ်ဆင့်ရလာတဲ့ကောင်းတွေကိုဒီထဲမှာပြန်ပြီးတော့မေးတာအဲ့ဒါကြောင့်မလို့တော်တော်မိုက်တယ်ဘာလို့တော်တော်မိုက်လဲဆိုတဲ့ဟာဒါကိုပြောချင်တာပါပုံမှန်ဆိုကျွန်တော်AI ရဲ့ just AI ပဲဒါပေမဲ့သူဒီ human index nào တဖြည်းဖြည်းကတ်လာတဲ့ AI ဒါဒီ number 1 top 1ပြေးနေတဲ့ကောင်လို့ပြောလို့ရတယ် Gemini ကကျွန်တော်တို့ဒီ social media တွေမှာလည်းပွားစာကျဲနေပေါ့နော်မြန်မာပြည် Facebook လောက်ကိုထည့်မပြောနဲ့ပေါ့နော် Twitter တို့ကျွန်တော်တို့တခြား social media တွေမှာတော်တော်ကြီးကိုကျွန်တော်တို့ Gemini က trend ဖြစ်နေတဲ့ကောင်ပေါ့နော် okay အဲ့တော့ဒါလောက်ကိုနားလည်ပြီဆိုကျွန်တော်တို့က Gemini နဲ့ practice လုပ်လို့ရတယ် Grok ကကောင်းတော့ကောင်းတယ်ဒါပေမဲ့ Twitter အတွက်ပဲကောင်းတာ overall အတွက်ကမကောင်းသေးဘူးအဲ့တော့ကျွန်တော်တို့ဒီလိုမျိုးကောင်းနေနေကျွန်တော်တို့ကကြိုပြီးတော့ prepare လုပ်သွားတယ်ဆိုရင်ခင်ဗျားတို့ဒီကျွန်တော်ရဲ့အကြောင်းသားတွေကဘယ်နေရာမှာဘယ်လောက်တောင်ပိုကောင်းတော့မလဲဆိုတခြားနေရာတွေမှာရှိတဲ့အကြောင်းသားတွေတက်ပို့ပြီးတော့ job ready ဖြစ်ပြီဆိုတော့ကျွန်တော်တို့ကဘာလုပ်ပြီးလို့ရဆို proof လုပ်ပြီးလို့ရတယ်ကျွန်တော်လက်မထောက်ငါရဲ့အကြောင်းသားဒီ level အဆင့်မှာရှိတယ်ဆိုတော့ကျွန်တော်တို့ပြောလို့ရတဲ့ level တစ်ခုကိုရောက်သွားလိမ့်မယ် okay အဲ့တော့ကျွန်တော်တို့ဒီလောက်ဆိုရင်ကျွန်တော်တို့ဒီ AI interview ကဘယ်လောက်တောင်မှပဲကျွန်တော်တို့ powerful ဖြစ်တယ်ကိုယ့်အကိုပြန်ကြည့်လို့အော်ငါဘာမှားသွားလဲဆိုတော့เนาะအဲ့လိုမျိုးပြန်ပြီးတော့ဒီတွေးလို့ရမယ်ဗျ articulate လုပ်လို့ရမယ်ဆိုတော့တော်တော်ကြီးကိုဘာဖြစ်သွားလဲဆိုအစင်တန်းမြင့်တဲ့ AI model တခုဖြစ်နေပြီเนาะနောက်ထပ်ပြီးတော့ထွက်မယ်ဥပမာထားပါတော့ Anthropic ကထပ်ထွက်မယ်ဟာတွေ Claude ကထပ်ထွက်မယ်ဟာတဖြည်းဖြည်းနဲ့ပိုမိုက်လာရင်အကောင်းဆုံးတွေတဖြည်းဖြည်းနဲ့လူလိုမျိုးဖြစ်လာမယ်အဲ့လိုမျိုးလူလိုမျိုးဖြစ်လာဆိုကိုယ့်ရဲ့ဘက်ကလည်း CS တွေအမြဲတမ်းဘယ်လိုမျိုးတွေးနေရမလဲဆိုတော့ကျွန်တော်တို့ကလက်တွေ့ထိကျင်သွားလို့ရဒါဆိုရင် AC ပဲမြန်မာပြည် market လောက်က AC ပဲเนาะတဖြည်းဖြည်းနဲ့ကျွန်တော်တို့ time ဘက်မှာလောက်သွားလောက်မှာလားဒါမှမဟုတ်တခြားနိုင်ငံတွေမှာအလုပ်သွားလုပ်မလားစသဖြင့်ကျွန်တော်တို့စူးစမ်းလို့ရပြီအဲ့ဒီစူးစမ်းတာကိုကျွန်တော်တို့ရှက်စရာမလိုတော့တယောက်တည်း introvert ဆိုလေကွက်ကိုဟာ ECC ဒီထဲမှာလာပြီးတော့ဖြည့်လို့ရတယ်ပြီးရင်ကွက်ကို download ကွက်ကိုပြန်ပြီး analyze လုပ်လို့ရတယ်ဒါပဲလေနော် okay အဲ့ဒါကြီးကကျွန်တော်တို့က top processing ကိုပို့ပြီးတော့ကောင်းလာမယ်တယောက်တည်းဆိုပြီးတော့လေကျွန်တော်တို့ကြောက်စရာမကောင်းတော့ဘူးเนาะကျွန်တော်တို့ introvert ဖြစ် extrovert ဖြစ်ရေးမပြေဘူးရအဲ့ဒါတွေကအဓိပ္ပာယ်မရှိဘူးလူတွေကရှောက်တတ်မှတ်ထားတဲ့ဟာတွေကိုကအဓိကလှုပ်ချင်စိတ်ရှိရဆိုခင်ဗျားဖြစ်ကိုဖြစ်တယ် okay အဲ့တော့ကျွန်တော်တို့ဒီလောက်ဆိုရင်တော့နားလည်မယ်သဘောပေါက်မယ်လို့ယူဆပါတယ်เนาะ okay